ကျွန်ုပ်တို့သည်များသောအားဖြင့်အောင်မြင်မှုဆိုသည်မှာလှေကားထိပ်သို့တက်ပြီးအခြားသူများ၏အထက်တွင်ရပ်တည်ခြင်းဟုထင်မြင်တတ်ကြသည်ပိုင်ဆိုင်မှုပိုများလာခြင်းမြင့်မားသောယာရုနေရာများကိုရယူခြင်းနှင့်မိမိ၏ဩဇာအာဏာကိုထုတ်ဖော်ပြသခြင်းသည်မှန်ကန်သောအဖြေဖြစ်သည်ဟုယုံကြည်သောလောကတွင်ကျွန်ုပ်တို့နေထိုင်နေကြသည်သို့သောယနေ့ကျမ်းစာကနင်းနှင့်ဆန့်ကျင်ဘက်အကြောင်းအရာကိုပြောပြနေပါသည်အခွင့်ထူးများကိုစွန့်လွတ်ခြင်းအာမခံချက်ရှိသောမြေနေရာကိုစွန့်လွတ်ခြင်းနှင့်တနိုင်ငံလုံးသို့ပြန့်နှံ့နေထိုင်ခြင်းသည်သာစစ်မှန်သောအောင်မြင်မှုနှင့်ခေါင်းဆောင်မှုဖြစ်ကြောင်းဆိုလိုပါသည်ယင်းမှာယနေ့ကျွန်ုပ်တို့အတူတကွဝေမျှမည့်လေဝိနွယ်များ၏ဇလန်းဆိုလိုသည်မှာတန်ရှင်းသော Nobel Oleg Novoselov မြင့်မြတ်သူတို့၏တာဝန်ပင်ဖြစ်ပါသည်ယောရှုမတ်စာအခန်းကြီး21သည်တရေလအမျိုးသားတို့၏နေရာခွဲဝေမှုပြီးစီးသွားသောအခန်းကဏ္ဍဖြစ်ပါသည်သို့သောဤနေရာတွင်ထူးခြားချက်တစ်ခုရှိပါသည်ဖျားသခင်၏အမှုကိုတာဝန်ယူရသောလေဝိလူတို့သည်မိမိတို့အတွက်တည်တံ့နေမည်မရှိကြပါထို့အစားသူတို့သည်နွယ်စုအသီးသီး၏နေမည်များအတွင်ပြန့်နှံ့သွားပြီးမြို့ပေါင်း48မြို့တွင်ခွဲဝေနေထိုင်ကြရသည်လေဝိလူတို့၏အမွေဟေပြဲဘာသာဖြင့်အခြားခြားဆိုသည်မှာစုပ်ကိုင်ခြင်းသို့မဟုတ်ပိုင်ဆိုင်ခြင်းဟုအဓိပ္ပာယ်ရသည်အခြားသောနယ်စုများသည်မျက်စိဖြင့်မြင်နိုင်သောမြေယာကိုအမွေအဖြစ်စုပ်ကိုင်ထားတော်လဲလေဝိလူတို့သည်မြေယာအစားဖျားသခင်၏အမှုတော်ဆိုလိုသည်မှာလူမှုရေးဆိုင်ရာခေါ်ယူခြင်းကိုအမွေအဖြစ်စုပ်ကိုင်ခဲ့ကြသည်သူတို့သည်အဘဲကြောင့်ပြန့်နှံ့သွားခဲ့ကြသနည်းခြင်းမှာဝိညာဉ်ရေးရာခေါင်းဆောင်မှုသည်တနေရာထဲတွင်စုပုံနေပြီးပုတ်တိုးမသွားစေရန်ဖျားသခင်၏ဉာဏ်ပညာတော်ပင်ဖြစ်ပါသည်သူတို့သည်တနိုင်ငံလုံးသို့ပြန့်နှံ့ဝင်ရောက်ကပရိပခများကိုဖြေရှင်းပေးခြင်းပြတ်တော်ကိုတင် जा ပေးခြင်းနှင့်လူဖွဲ့စည်းအတွက်ဝိညာဉ်ရေးရာလုံခြုံမှုကွန်ရက်ဖြစ်စေခဲ့ကြသည်ဤကဲ့သို့လေဝိလူတို့၏ပြန့်နှံ့ခြင်းသည်ကျွန်ုပ်တို့အားယေရှုခရစ်တော်ကိုတတိယစေပါသည်ယေရှုသည်ဖျားသခင်၏သားတော်ဟူသောမြင့်မြတ်လာသည့်အခွင့်အရေးကိုပိုင်ဆိုင်ထားတော်လဲကောင်းကင်ဘုံ၏ဘုန်းတော်ကိုစွန့်လွတ်ကာဤလောက၏အနှိမ့်ဆုံးနေရာအပေခံရသူများ၏အနာသို့ပြန့်နှံ့ဝင်ရောက်လာခဲ့ပါသည်ကျမ်းစာတွင်ငင်းကိုမိမိကိုယ်ကိုနှိမ့်ချခြင်း kenosis ဟုခေါ်ဆိုပါသည်လဝကတိုင်ပေါ်တွင်ယေရှု၏အသေးခံခြင်းသည်မိမိကိုယ်ကိုနှိမ့်ချခြင်း၏အထွတ်ထိပ်ဖြစ်ပြီးကိုရော၏ရှင်ပြန်ထမြောက်ခြင်းသည်ကျွန်ုပ်တို့အားဘဝနေထိုင်မှုပုံစံတစ်ကိုပြသခဲ့သည်ယေရှုကတပည့်တော်များကိုသင်တို့၏ကိုယ်ပိုင်ရဲတိုက်ကိုတည်ဆောက်ရန်မစုဝေးကြနှင့်လောက၏အစွန်းတိုင်အောင်ပြန့်နှံ့သွားပြီးဧဝံဂေလိတရားကိုဟောပြောကြလော့ဟုမိန့်တော်မူခဲ့သည်ယေရှုနှင့်တွေ့ဆုံသောသူ၏ဘဝသည်ပြောင်းလဲသွားပါသည်သူတို့သည်ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုများအတွက်သာအသက်မရှင်တော့ပါအင်းထက်များစွာတန်ဖိုးရှိသောလူမှုရေးဆိုင်ရာခေါ်ယူခြင်းနှင့်လုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်ကိုစုပ်ကိုင်လာကြသည်ယေရှုနှင့်တွေ့ဆုံသောသူများသည်လောကထဲသို့ပြန့်နှံ့သွားသောမျက်မှောက်ခေတ်လေဝိလူများပင်ဖြစ်ကြသည်သူတို့သည်လောကလူသားများကြားတွင်ရောနှောနေထိုင်ကာပရိပခရှိသောနေရာတွင်ငြိမ်သက်ခြင်းကို၎င်းမျှော်လင့်ချက်မဲ့သောနေရာတွင်မျှော်လင့်ချက်ကို၎င်းဝေမျှပေးရန်ကြည်ဖြူစွာခံယူသောအခက်အခဲကိုရွေးချယ်သူများဖြစ်ကြသည်ချစ်လှစွာသောမိတ်ဆွေအပေါင်းတို့အောင်မြင်မှုလေကားကိုတက်လန်းရင်မောပန်းနေပြီလားယခုအခါပြန့်နှံ့ခြင်းဖြင့်ပြည့်စုံလာသောတန်ဖိုးရှိသည့်ဘဝကိုရွေးချယ်ကြည့်ပါမိမိကိုယ်ကိုဖယ်ထုတ်ပြီးအခြားသူများကိုဖြည့်ဆည်းပေးသောထိုကဲ့သို့စွန့်လွတ်အနစ်နာခံသောခေါင်းဆောင်မှုသည်သင်၏ဘဝကိုစစ်မှန်သော Nobel Oleg ဖြစ်လာစေပါလိမ့်မည်ပြန့်နှံ့ခြင်းသည်ရှုံးနိမ့်မှုမဟုတ်ဘဲပုံမကျပြန့်သောကဘာကြီးကိုပွေ့ပိုက်ရန်ဖျားသခင်၏ကောင်းချီးမင်္ဂလာပင်ဖြစ်ပါသည်